ရေငိုပန်းဝစ်ဆန်ထိုးနီးလေးဖြစ်ပါတယ်ရှင်အရှိမတော့ဗရေငိုပန်းရဲ့ပုံဆွဲနီးနဲ့ပတ်ဖက်ထိုးနီးလေးတင်ပေးသွားပြီးဖြစ်ပါတယ်ရှင်ပုံမှန်ကဖြစ်တော်များကအထက်တွေအတွက်ထိုးလို့ရှိရင်တော့ဒီဟာလေးကိုချီခင်းနေပဲပေါ့နော်ဒီတိုင်းအကက်လေးထိုးတယ်ဒီမှာကျတော့ 3D ဆိုတော့အကောင်လုံး 3D ထိုးမှဖြစ်လို့ဒီပစ္စံကိုလည်း 3D ထိုးမယ်ပေါ့နော်အဲ့တော့ထိုးမယ်ဆိုရင်အရင်ဆုံးဒီအတန်လေးတော့ကဘာလို့လဲဆိုတော့ဒီလိုကျူးလေးနန်းကျူးလို့ခေါ်တယ်ပေါ့နော်သူကထားဝဲထားတော့ချိန်ဝဲထားတာစုပေါ့ဟိုလောက်ရှိပြီ6နှစ်လောက်တော့ရှိပြီဆိုတော့လေဒါချားတဲ့6နှစ်ထက်တော့ဒီမှာနည်းနည်းတော့ရှုံနေကြပါဒီနန်းကျူးလေးပေါ့နော် handmade နဲ့ဆက်ပစ္စည်းဆိုင်တွေမှာအလွယ်တကူဝယ်လို့ရနန်းကျူးပြော့လို့လည်းခေါ်တယ်ပေါ့နော်အခေါ်လေးတော့နည်းနည်းတော့ကွဲသွားနေတယ်အဲ့ဒါလေးကိုဒီမှာထားပြီးသုံးမယ်ချီကကြတော့ဟိုဟာဒါအခုတော့မိကော်တုံသုံးထားတယ်အဝါအနုအတောက်နဲ့ဟိုဟာအစိမ်းကြီးပေါ့နော်မိကော်တုံဆိုလို့ရှိရင်ချီကိုအားလုံးပြီးခွဲပြီးတော့အချင်းတို့အဆိုင်ကြီးတဲ့တပိန်နဲ့နှစ်ပင်ဘူးနော်အစိမ်းလူလည်းကြိုထည့်ရမယ်အဲ့နှချောင်းပေါ့နော်အစိမ်းလူလည်းတပိန်နဲ့နှစ်ပင်ဘူးတကယ်လို့ကပိုလီချီအချီဆိုလို့ရှိရင်အပေါက်ထဲ3ပင်ထဲ6ပင်ဘူးပေါ့နော်အဲ့လိုထိုးလို့ရတယ်သို့မဟုတ်ဒီအစိမ်းလူလေးတွေကျတော့အဲ့နံပါတ်9နဲ့3တော့ပိုကောင်းတယ်ပို့ပြီးတော့ပေါ့နော်ဟိုအထုံးကြီးကမမာကြီးမဖြစ်သွားတော့အဲ့နံပါတ်9တဲ့ဟိုပိုလီချီအပြင်အားလုံးခွဲနှစ်ပင်ထဲ4ပင်ဘူးနဲ့တိုးမယ်သူ့ချီလာတဲ့အထူတိုင်းလုံးဝမသုံးနော်ထူထထိန်ပြောမှာဆိုချီအပင်ခွဲပြီးမှသုံးရပါမယ်အဲ့တော့ဒါလေးကိုကျွန်တော်ကဘယ်လောက်ညံ့မလဲဆိုတော့အတန်လေးကိုခုနနင်းကျိုးလေးမှာဒါဆိုအပေါ်ရှင်အောင်လောက်ခါလိုက်တာပေါ့နော်ဒလက်မဆိုင်လေးကိုညှက်ထားပါတယ်ဒလက်မဆိုင်နော်အဲ့ဒလက်မဆိုင်လေးကိုညှက်ထားတာလေးကိုဘယ်ကနေစလုပ်မလဲဆိုတော့ဒီမှာဒီထိတ်ကခမန်းကြီးပြောရင်လက်မနှစ်စိတ်စာပေါ့နော်အဲ့နာကနေတော့စပြီးတော့သူ့ကိုစရှင်းမယ်ရစ်တယ်ဆိုတဲ့အခါကျတော့ဒီမှာအထုံးရှိရမလားအဲ့အထုံးကိုအရင်ဆုံးကကြီးလေးနဲ့ညှက်ထားပါမယ်ဒီနီးကလေတခြားဘလူးမှာဘလူးရဲ့နီးကိုမှယူလာမှချက်ပေါ်တိုင်းတီထွင်ထားတဲ့နီးနဲ့ပဲတင်တာဖြစ်ပါတယ်ကိုယ်ပိုင်နီးနဲ့တင်တာဖြစ်လို့တကယ်ကိုဟိုဟာဘယ်လိုခေါ်မလဲတကယ်လိုက်လုံးမဲ့သူပဲအဓိကထားပြီးတော့ကြည့်ပါပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟုတ်ပြီကိုကဒီမှာဟိုပေါ့နော်ဒါလေးကိုထုံးလိုက်တယ်ပေါ့နော်အဲ့ဟာလေးကအထုံးလေးမထုံးအထုံးလေးအထုံးကြီးကထက်သွားမှာဆိုလို့ဒီမှာဆိုလက်မဝတ်စာပမာလက်မဝတ်စာမရှိလက်မသုံးစာပမာလာလို့ခဏလေးဒီလိုလေးရှင်းလိုက်မယ်နော်ဒီကခဏပြေတော့ပြေသွားမှာဆိုတော့ပြီးသွားရင်အဲ့ဒါလေးကိုထိတ်လို့ထဲတော့နည်းနည်းလေးကိုးလိုက်မယ်ဒီအတွင်းပိုင်းလေးထင်တာလေးနော်ဒီလိုလေးတေးတေးလေးအဲ့ရဲ့အဟာကိုတိုင်လက်မတစ်စိတ်စာပမာလာမရှိဘူးအထုံးသေးသေးလေးပေါ့နော်ပြီးရင်အခုနကအစားထွက်တဲ့နေရာလေးကိုထပ်ပြီးတော့နှစ်ချက်သုံးချက်လောက်ရှင်းလိုက်တယ်ဒီလောက်လေးပဲကြီးမဟုတ်ပြီးရင်ကျတော့အဲ့ဒါလေးကိုအဲ့လေးနဲ့ပေါ့အသားလေးကိုလော်လေးဆိုရင်လောက်လေးကိုလော်ထုံးကြည့်လိုက်တာလေးပုံစံပြီးမှဒါလေးအစလေးလည်းကကြီးနဲ့ညှက်ထုံးပေါ့နော်ကဲနောက်တစ်ခါထပ်လာမယ်နောက်တစ်ခါထပ်လာတဲ့ခါကျတော့ဒီလိုလေးအသားလေးကိုရင်ကိုလော်လေးဆိုရင်လောက်လေးပဲကိုလော်မယ်နည်းနည်းလေးပဲတော့အများကြီးမကိုလော်ဘူးအများကြီးကိုလော်ရင်ပြန်ဆွဲတော့ခတ်ပါရဲ့နော်အဲ့ဒါလေးကိုလည်းဘယ်လောက်ဘာလုပ်မလဲဆိုတော့ဒီမှာသူ့ကိုကျတော့ဖေးလေးကလုတ်နော်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
18ကျင်ရေးလိုက်ပြီနော်18ကျင်လေးဒီ19 20အကျဉ်း20ရေးပြီးတော့အကိုဆွဲထုတ်ဆွဲတဲ့ကဖြည်းဖြည်းချင်းဆွဲမယ်နော်ဆွဲရလွယ်ပါတယ်ပြီးရင်လက်မလေးမျိုးလေးကထိန်းနိုင်လာမယ်ဒီဘက်ကဆွဲတယ်နော်ဒီလိုအရေးလေးဖြုတ်ရမယ်အဲ့ဒါလေးကိုခြေကိုဒီထက်တီရအောင်ထည့်ပြီးတော့ဆွဲတော့ဆွဲချနေမယ်ဒီလိုပုံလေးကွေးရမယ်ဒီဖိနဲ့လုံးဝကွေးတဲ့ခြေပေါ့နော်အဲ့ဒါလေးဒီလိုရပါပြီစီဒီရဲ့ခုနကကွေးထားတဲ့အချိန်မှာဒါလေးကိုတော့တယ်အကွေးလေးထိတင်ပြီးတော့ဒီကောင်လေးကိုဒီဘက်ကနေထိုးချင်းမပုံနဲ့ပြန်ထိုးတော့နည်းနည်းလေးတော့လက်ဝင်တယ်တခြားလေးတော့ကြည့်ဖို့လိုပါတယ်နော်မပြီးသေးဘူးနော်ပြီးရင်အဲ့နှစ်ခုကဆက်နေအောင်ဒီလိုကအောက်ကနေလာမယ်ပတ်ပြီးတော့ချုပ်သွားတဲ့သဘောပါနော်ဒီကနေပဲအတွင်းကနေပြန်လာဒီခြေချောင်းကဒီဘက်မှာထားပြန်ပတ်လာမယ်ဖြည်းဖြည်းချင်းစီအောက်ကနေပေါ်ကိုထိုးလာပြီတပည့်ရေးလိုက်ပုံပေါ့နော်သူအရေးလေးကိုအထုံးလေးပြန်ရေးသွားတဲ့ပုံမျိုးအခုနကခွင်းလို့ပြောရတဲ့အပေါက်တွေကနေပြန်ထွက်လာပါတော့အခုအဲ့ဒါလေးကိုဒီလိုပက်လေးညီအောင်ဒီထိပ်ရောက်ပြီးနေအောက်ကနေထိုးလာပြီပါနော်အဲ့တော့ဒီနားလောက်ရောက်ပြီဆိုရင်ကျတော့ဒီအလေးကိုပြန်ထိုးချမယ်နော်နည်းနည်းလေးပဲအခုနနေအောင်ပြန်မရအောင်နော်ဒီလောက်လေးပဲဒီလောက်ဆိုရပြီကိုကထားမယ့်အလှဘက်ကဒီပေါ်ဆိုရင်ဒီကောင်လေးကညှက်ထုတ်လိုက်ပါနော်အခုနကအစဒီလိုလေးထွက်နေဆိုရင်ဒါလေးကိုမီးလေးနဲ့ပပတူမဲသေးနေအောင်တော့တူလို့မရဘူးနော်ဒီလေးပေါ့နော်အဲ့ဆိုကြက်ပါတော့မပြောထားပြအဲ့တော့ပြီးပြီဆိုရင်နောက်တစ်ခုကအစိမ်းနဲ့သူ့ကလည်းအထုံးကမထုံးသေးဘူးအထုံးထုံးလို့ရှိရင်ဟိုကပြောမှာဆိုလို့ပေါ့နော်ဒီညာလေးအထုံးထုံးရင်လည်းဟိုပြောမှာဆိုလို့အဲ့တော့ကိုကဒီကနေထိုးချမှာဖြစ်လို့ဒီထိတ်လေးကလက်မ30စာလောက်ချမ်းလာမယ်ဒါအောက်ကိုထိုးချမှာဒီအချုံလေးကဒီအချုံမပါအောင်ရှင်းမှာမဟုတ်ဘူးနော်အဲ့တော့ရှင်းမယ်ဆိုလို့ရှိရင်ဒီမှာတော့ညီညီလေးကိုကိုင်းမယ်အထုံးမထုံးတော့အထုံးနေလုံးဝမထုံးတော့အဝါရောအစိမ်းရောအဲ့ညာလေးကနေခြေကိုအရင်ဆုံးအပေါ်ထိရအောင်ရင်ရှင်းမယ်ညီညီလေးဖြစ်အောင်ပြီးရင်အပေါ်ရောက်သွားရင်အောက်ကိုပြန်လာဖြည်းဖြည်းပြန်လာနော်အဲ့ရလေးအခုနမထုံးတဲ့နေရာပါကျိုးလေးကိုသိမ့်လိုက်သိမ့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ညာလေးကိုခြေလို့ပါအလေးနဲ့အော်မနော်ဒီနားလေးကောက်လောက်ပြီးထိုးအောင်နော်
ကိုမြင်မြင်လေးဆိုတော့လေနည်းနည်းလေးတော့ဒီထားပြီးတော့ထိုးရအောင်နော်ဒီလိုတစ်ချက်လောက်ဆိုရတယ်နော်အဲ့ဆိုရင်ပြီးပါဆိုမပြီးတော့ဒီလိုလေးဖြစ်သွားမယ်ဒီအတန်လေးရအဲ့အတန်လေးဖြဲတော့ခဏလေးဒီလိုလေးချိုးရမယ်နော်ဒီလိုပုံစံလေးဖြစ်မယ်နော်ဒါကအလှပဲဆိုရင်အတန်ကဒီအောက်ကိုဆိုင်မယ်ပြီးရင်ကိုထည့်ခြင်းတဲ့နေရာနာမှာဒီအတန်လေးကိုထည့်အရေးကြီးတာကပွင့်ဖက်ရဲ့အတွင်းပွင့်ဖက်အုပ်ဝါမဲ့နေရာနာကိုအတန်ထားမယ်ဘာလို့အတန်ကြီးကဒီအစနေရာကလေပုံသွားလို့မရအောင်ဥပမာဒီပွင့်ဖက်ရဲ့အုပ်ဝါမဲ့နေရာနာမှာပဲဒီအတန်လေးကပျောက်နေအောင်ထည့်ရမယ်အတန်ဆိုင်တဲ့နေရာတွေကလေလုံးဝအစုံနေရာတွေပေါ်လို့မရဘူးနော်ဒီလိုလေးဖြစ်ပါမယ်အဲ့လိုရပြီဆိုရင်အခုနနေရာလေးကဒီအတန်လေးလောလောဆယ်ဒီလိုဖိသိပ်ပြီးကတ်လိုက်မယ်ပြီးမှပြန်ပြီးဟောမှတ်မယ်ပေါ့နော်ဖြန့်လိုက်မယ်ဒီဘက်ကချိန်ဒါလေးကလည်းကက်ကက်လေးထောင်နေလို့မရဘူးကက်ကက်လေးဖြန့်မယ်ပြီးရင်ခဏလောက်အလှဘက်ကိုဒီလိုကင်ထားပြီးတော့ဒီအပေါ်အောက်ကိုသူ့ကိုခွပြီးတော့အစင်းကျိုးလေးနဲ့ခွပြီးထိုးချပါမယ်အဓိကဆောက်ထွက်နေရာတွေထားမယ်ပေါ့နော်ဒီလိုခွလိုက်မယ်ညီလေးခွပြီးတော့ထိုးပေးမယ်အောက်ကတန်ချောင်းလေးပါပါအောင်ကျိုးအောက်ကနန်းကျိုးလေးပါပါအောင်ပေါ့နော်ထိုးပေးရမယ်အခြေခံရမယ်ပေါ့နော်နောက်ဒီလိုလေးဘယ်လောက်ထိုးရမလဲဆိုတော့သူကအရှေကလက်မ30စာပမာဏလောက်ထိုးပေးမယ်ဒီလိုလက်မ30စာပမာဏချီမကွက်ဝအောင်ချီဦးညီလေးဖြစ်မယ်ဖြည်းဖြည်းချင်းထိုးချမယ်ပေါ့နော်အားကြောင့်ဒီနေရာကိုအဲ့နံပါတ်9ဆိုကိုအဆင်ပြေတယ်ပေါ့နော်ဒီမှာကြည့်ထားလေးကဒီလေးမကတ်ဘူးဆိုရင်ဒါလေးကိုကတ်နေအောင်ပြန်ပြီးတော့ဒီလေးပြန်ထားနော်အဲ့လိုလေးအဲ့ဒါဆိုရင်မကတ်တော့နော်ပြီးရင်ဒါလေးပြီးသွားရင်ဆိုဒီလိုသူ့ဒီလိုလေးလန်လေးဖြစ်နေပုံစံလေးနော်ထောင်ပြီးတော့လေဒီဟာလေးကရိုးရံလေးကလိုသလိုကိုပုံဖော်လို့ရတယ်ဒါအကွေးလေးဟိုဟာလေးအပြော့သားလေးမဟုတ်လို့ဒါလေးက brain ကိုရဲ့ဝတ်ဆန်လေးရပါပြီနော်အဲ့ဒါဆိုရင်အားလုံးစီနေမယ်လို့ယူဆပါတယ်ရှင်